မင်္ဂလာပါ။ဝန်ဆောင်ကိုရီးယား language မှာကြိုဆိုပါရစေ။ကျွန်တော်တို့အမှတ်စဉ်9အနေနဲ့ဒီနေ့ကျွန်တော်တို့ကိုရီးယားမူရင်းတရား10လုံးကိုကျွန်တော်တို့သွားကြအောင်ပါ။တရားတွေအကြောင်းကိုကျွန်တော်တို့အရင်သွားကြအောင်ပါ။တရားတွေအကြောင်းကျွန်တော်တို့အရင်မသွားခင်မှာမြန်မာတရား12လုံးနဲ့မိတ်ဆက်ပေးပါမယ်။ကျွန်တော်ကိုရီးယားမှာမူရင်းတရား10လုံးရှိပါတယ်။ကိုရီးယားမှာမူရင်းတရား10လုံးရှိပါတယ်ခင်ဗျာ။ကိုရီးယားမှာမူရင်းတရား10လုံးရှိပါတယ်။သူတို့ရှိမှမူရင်းတရား10လုံးရှိတယ်ကျွန်တော်တို့မြန်မာမှာလည်းကျွန်တော်တို့မြန်မာမူရင်းတရား12လုံးရှိပါတယ်ကျွန်တော်တို့မြန်မာမူရင်းတရားက12လုံးရှိပါတယ်ခင်ဗျာအဲ့တော့ကိုရီးယားတရားတွေမသွားခင်ကျွန်တော်တို့မြန်မာမူရင်းတရား12လုံးကိုကျွန်တော်တို့အရင်သွားကြည့်အောင်ခင်ဗျာကျွန်တော်တို့မြန်မာမူရင်းတရားမှာဆိုရင်ကျွန်တော်တို့ဒီစဉ်တော့သင်ခဲ့ရတယ်အာအီဥဥအေအောအာကျွန်တော်တို့မြန်မာမူရင်းတရားတွေမှာဆိုရင်အာအီဥအေအောဆိုပြီးကျွန်တော်တို့ငယ်စဉ်တော့နေရာဒီအကြောင်းပြရမှာဆိုရင်ကျွန်တော်တို့ဘုန်းကြီးကျောင်းတွေမှာဦးစင်းကြီးကတင်ပေးတဲ့ကျွန်တော်တို့တရားတွေပေါ့ဗျာကျွန်တော်တို့ကျောင်းတိတ်ကျောင်းတွေမှာတော့ဒါတွေကျွန်တော်တို့အရှိကန်းဒီမှာဒီတရားတွေတရားမတင်ခဲ့ရပါဘူးကျွန်တော်တို့ဘုန်းကြီးကျောင်းတွေမှာတော့ဒီမြန်မာမူရင်းတရားတွေကိုတင်ခဲ့ရပါတယ်ကျွန်တော်တို့မြန်မာမူရင်းတရားမှာဆိုရင်ဒီ12လုံးရှိပါတယ်အဲ့ဒီလိုပဲကိုရီးယားမှာလည်းမူရင်းတရား10လုံးရှိပါတယ်အဲ့တော့ဒါကတော့ကျွန်တော်မြန်မာမူရင်းတရားတွေကိုမိတ်ဆက်တဲ့အနေနဲ့ကြုံလုံးလေးပြောသွားတာပါအဲ့တော့ကျွန်တော်တို့ကိုရီးယားမူရင်းတရား10လုံးကိုဆက်ကြအောင်ပါခင်ဗျာကိုရီးယားမှာဆိုရင်မူရင်းတရား10လုံးရှိပါတယ်မူရင်းတရား10လုံးနဲ့ပေါင်းဆက်တရားကကျွန်တော်တို့17လုံးရှိပါတယ်ပေါင်းဆက်တရား17လုံးနဲ့ဆိုရင်ကိုရီးယားမှာစုစုပေါင်းတရားက21လုံးရှိပါတယ်ပေါင်းဆက်တရားကကိုရီးယားမှာ17လုံးရှိပါတယ်စုစုပေါင်းကိုရီးယားမှာတရား21လုံးရှိပါတယ်ကျွန်တော်တို့မြန်မာမှာတော့မူရင်းတရားက12လုံးရှိပါတယ်ကျွန်တော်တို့မြန်မာမှာဆိုမူရင်းတရား12လုံးပေါင်းဆက်တရားကစုစုပေါင်း20ကျော်လောက်ရှိပါတယ်20ကျော်လောက်ရှိပါတယ်24 26အသေးစိတ်တော့ကျွန်တော်ပေါင်းဆက်တရားတွေကတော့အများကြီးဆိုတော့ကျွန်တော်20ကျော်လို့ပဲသတ်မှတ်လိုက်ကြအောင်ပေါ့ဗျာအဲ့တော့မြန်မာကကျွန်တော်တို့မြန်မာကပို့ပြီးတော့အတန်အတွက်အတန်စုံပါတယ်ကိုရီးယားတဲ့ကျွန်တော်တို့မြန်မာတွေကပို့ပြီးတော့ကျွန်တော်တို့တရားရန်ကြီးများတော့ကြမူရင်ပြီးမှလည်းကျွန်တော်တို့မြန်မာများတယ်တရားရတယ်များတဲ့အတွက်ကျွန်တော်တို့ကအတန်ဆုံးထွက်လို့ရပါတယ်ကိုရီးယားတဲ့အဲ့တော့ကိုရီးယားမှာကျွန်တော်တို့တရားက10လုံးနဲ့မူရင်းတရား10လုံးနဲ့ပေါင်းဆက်တရား17လုံးစုစုပေါင်း20လုံးရှိပါတယ်မြန်မာကတော့မူရင်းတရား12လုံးနဲ့ပေါင်းဆက်က20ကျော်ရှိပါတယ်အဲ့တော့စုစုပေါင်းမြန်မာကကျွန်တော်တို့တရား30ကျော်လောက်ရှိပါတယ်ခင်ဗျာအဲ့တော့ဒါကကျွန်တော်တို့ဘုဒ္ဓအနေနဲ့ကြုံလုံးလေးပြောသွားတာပါအဲ့တော့ကျွန်တော်တို့ကိုရီးယားမူရင်းတရား10လုံးကိုကျွန်တော်တို့ဆက်ကြအောင်ပါခင်ဗျာအဲ့တော့ကျွန်တော်တို့မူရင်းတရား10လုံးကိုဆက်တယ်မှာဆိုတော့ကိုရီးယားမူရင်းတရား10လုံးကတော့ကျွန်တော်တို့သွားမယ်ဆိုရင်သူ့မှာလည်းရှိပါတယ်အာယာအိုယောဦးယူယူဤဆိုပြီးသူတို့မှာလည်းရှိပါတယ်ကျွန်တော်တို့အမှန်တကယ်ဒီဘာသာစကားကိုဒီထင်တဲ့လူတွေကတော်တယ်ပြောမှာပေါ့ဗျာကျွန်တော်တို့အတန်တွေကိုဆိုလို့ကြပြားပုံစံမျိုးလေးဆိုလို့ဖတ်လို့လွယ်ကူအောင်သူတို့ကြပြားပုံစံလေးသူတို့စပြီးထွင်ခဲ့တယ်ဘာသာဗေဒဒီထင်တဲ့လူတွေတော်တယ်ပဲပြောမှာပေါ့နော်အဲ့တော့သူတို့ကိုရီးယားမှာလည်းမူရင်းတရား10လုံးကိုသူတို့ကြပြားပုံစံလေးနဲ့သူတို့ကရှိပါတယ်အာယာအောယောအိုယူဥဤဆိုပြီးရှိပါတယ်အဲ့တော့အာယာအောယောအိုယူဥဤဆိုပြီးရှိတဲ့ထဲမှာသူ့ရဲ့ရေးပုံလေးကကျွန်တော်တို့အာဆိုရင်ကျွန်တော်တို့ရေးမှာက
အာပုံစံရေးမှာဆိုဒုချောင်းလေးတစ်ချောင်းဆွဲပါမယ်အာအဲ့တော့ကျွန်တော်တို့ဒုချောင်းလေးတစ်ချောင်းအောက်ကိုဆွဲရှာမယ်အာရေးမယ်ဆိုရင်အဲ့ဒီနောက်ကဒုချောင်းလေးရဲ့နောက်ကိုတန်းတန်းဆွဲမယ်ဒုတိယတစ်ချောင်းဒါဆိုရင်ဒါအာရေးတဲ့ပုံစံပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့ကိုရီးယားမူရင်းပြီးတစ်လုံးနဲ့ကျွန်တော်တို့စပြီးဒီအာလေးကိုကျွန်တော်တို့တွဲကြည့်အမှန်တကယ်တော့ဒီအာဆိုတာကျွန်တော်တို့ကြပြလို့စိုးလို့ရအောင်လို့အာစိုးလို့လွယ်အောင်လို့ကျွန်တော်တို့အာဆိုပြီးအတန်ယူထားတာပေါ့ဗျာကျွန်တော်တို့တကယ်တမ်းသူ့ရဲ့ပုံစံလေးကရေးရှာလေးပဲဒီရေးရှာလေးကိုကျွန်တော်တို့ကဆိုချင်တာပေါ့ဗျာဒီရေးရှာလေးအဲ့တော့အာဒီအာလေးကိုကျွန်တော်တို့ဂန်းငယ်နဲ့ပေါင်းကြည့်အောင်ဂန်းငယ်နဲ့ပေါင်းကြည့်အောင်ဆိုဂန်းငယ်လေးကိုကျွန်တော်တို့ရေးမယ်ကိုကြီးရဲ့အခရာဂန်းငယ်လေးကိုရေးလိုက်တဲ့အခါမှာဒီနောက်ကကျွန်တော်တို့အာလေးထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင်ဂါဆိုပြီးဖြစ်သွားတယ်ကျွန်တော်တို့ကဂါဆိုဖြစ်တာဒါဆိုရင်ဒါအာစလုံးပြီးသွားတယ်ကျွန်တော်တို့အာအတွက်ယူပြီးသွားတယ်အဲ့တော့ယူပြီးသွားရင်ဆိုကျွန်တော်တို့ယာသွားမယ်ယာဆိုရင်ယာရေးမယ်ဆိုရင်ကျွန်တော်တို့ဒုချောင်းရေးတစ်ချောင်းဆွဲမယ်နံပါတ်1နံပါတ်နောက်တစ်ခုကဒုချောင်းရေးတစ်ချောင်းထပ်ဆွဲမယ်နံပါတ်2အောက်တစ်ကနေမှတစ်ခါမြင်းပြန်ကြီးတစ်ချောင်းအဲ့နောက်ကနေမှတန်းပြီးတစ်ခါထပ်ဆွဲလိုက်မယ်နံပါတ်3ဒါဆိုရင်ယာဒါဆိုရင်ယာဖြစ်သွားတယ်ဒါဆိုရင်ကိုရီးယားတရယာဖြစ်သွားတယ်အဲ့တော့ယာကိုကျွန်တော်တို့ကကားငယ်လေးတစ်ခါယာကိုတွဲကြည့်အောင်ကျွန်တော်တို့ကားငယ်လေးနဲ့ယာကိုတွဲကြည့်အောင်ကားငယ်လေးနဲ့ယာကိုတွဲကြည့်မယ်ယာကိုတွဲကြည့်လိုက်ရင်သူကကြတော့ဒီကောင်ကကြတော့သူအတန်ပြောင်းလေးပေါ့ဒီယာဆိုတဲ့နေရာမှာကျွန်တော်တို့ကများသောအားဖြင့်အတန်ပြောင်းလေးလာတယ်ရောဆိုတဲ့နေရာမှာရပ်လက်နေရာမှာဆိုကျွန်တော်တို့အတန်ပြောင်းလေးလာတယ်ရပ်လက်နေရာမှာအတန်ပြောင်းလာတယ်အိုယိုနေရာမှာလည်းအတန်ပြောင်းလာတယ်မူရင်းဂါဆိုရင်အိုနေရာမှာဆိုရင်ဂါဆိုရင်ဂိုဒါမူရင်းနေရာမှာအတန်မပြောင်းအာဆိုတဲ့နေရာမှာလည်းဂါငယ်ထည့်လိုက်ရင်ဂါပဲအတန်မပြောင်းအောဆိုတဲ့နေရာမှာဂါငယ်ထည့်လိုက်ရင်ဂေါအတန်မပြောင်းဒီအိုဆိုတဲ့နေရာမှာဂါငယ်ထည့်လိုက်ရင်ဂိုအတန်မပြောင်းဥဆိုတဲ့နေရာမှာဂါငယ်ထည့်လိုက်ရင်ဂူအတန်မပြောင်းကျွန်တော်တို့ဘယ်နေရာမှာပြောင်းလို့ဆိုဒီရပ်လက်ယာရောယိုယူဆိုတဲ့နေရာလေးတွေမှာအတန်ပြောင်းလေးတွေလာအဲ့တော့ဒီကမှယာနေရာမှာကျွန်တော်ရပ်လက်နေရာမှာယာနေရာမှာကျွန်တော်တို့ဂါငယ်ထည့်လိုက်လို့ရှိရင်သူအတန်ပြောင်းဂါဆိုတဲ့အတန်မထွက်ပဲသူကအတန်ပြောင်းလေးဒီနောက်ကဂရာဆိုပြီးကျွန်တော်တို့ကကိုရီးယားမှာထွက်တယ်ခင်ဗျကိုရီးယားမှာဂရာဆိုပြီးတော့ထွက်ပါတယ်အဲ့ဒါကကျွန်တော်တို့ယာနေရာမှာကျွန်တော်နောက်ပိုင်းဒီဟာလေးကိုလည်းကျွန်တော်ရှေ့မှာမွေးပြီးတွေလိုပဲဒီတရနဲ့ဒီပြီးနဲ့တွဲတဲ့ဟာလေးတွေကျွန်တော်ဇာတ်လေးနဲ့ကျွန်တော်တင်ပေးသွားပါမယ်ခုလောဆယ်ကျွန်တော်ဒီအခြေခံရေးပုံရေးနည်းနဲ့အတန်ထွက်တွေဟိုကျွန်တော်တွားတာပါနောက်ပိုင်းကျကျွန်တော်တခြားဇာတ်လေးနဲ့ဖြစ်ဖြစ်ကျွန်တော်တင်ပေးသွားပါမယ်ခင်ဗျာဒီပြီးနဲ့မွေးပြီးနဲ့တရနဲ့တွဲဆက်တဲ့အခါအတန်ထွက်ပုံထွက်နည်းနဲ့ရေးပုံရေးနည်းကျွန်တော်ဇာတ်လေးလုပ်ပြီးတင်ပေးသွားပါမယ်အဲ့တော့ခုကကျွန်တော်မိတ်ဆက်အနေနဲ့ကာယာဆိုတဲ့နေရာလေးကျွန်တော်ခုကပြောသွားတာပါခုကယာရေးပုံရေးနည်းကျွန်တော်တို့ပြီးသွားပါပြီအဲ့တော့ဒါကအာရေးပုံရေးနည်းကဒုချောင်းလေးတစ်ချောင်းဆွဲမယ်ယာရေးပုံရေးနည်းကနှစ်ချောင်းဆွဲမယ်အဲ့တော့ခုကတော့ကျွန်တော်တို့အောသွားမယ်ဗျာအောဆိုရင်ကြတော့သူကပြောင်းမြန်ဖြစ်သွားအာပုံစံမျိုးနဲ့မှာပြောင်းမြန်ရှေ့ကသူကကြတော့မြင်းချောင်းလေးတစ်ချောင်းအရင်ဆွဲမယ်အောက်ကနေမြင်းပိတ်လေးနဲ့ဒါဆိုရင်အောရောဒါနံပါတ်1ရှေ့ကမြင်းချောင်းလာမယ်နံပါတ်2အောက်ကိုဆွဲမယ်ဒါအောရောဆိုရင်ညမှာကြတော့အဲ့လိုပဲပြောင်းမြန်ပြီသူကရှေ့ကနေပြီးတော့မြင်းချောင်းနဲ့ချောင်းလာမယ်ရှေ့ကနေမြင်းချောင်းနဲ့ချောင်းလာမယ်အောက်ကနေမြင်းပိတ်မယ်ဒါဆိုရင်ကျွန်တော်တို့ရောရှေ့ရတဲ့ချောင်းနောက်ကမြင်းပိတ်တဲ့ချောင်းဒါဆိုရင်ရောအိုရေးပုံရေးနေကြတော့ကျွန်တော်တို့ကသူကတီပလက်လေးပေါ့ဗျာတီကိုပြောင်းမြန်လှန်ထားတဲ့ပုံစံအင်္ဂလိပ်အခရာတီကိုပြောင်းမြန်လှန်ထားတဲ့ပုံစံလေးအိုဒါကျွန်တော်တို့အိုဒါလေးကအိုဒါလေးကယူကကြတော့နှစ်ချောင်းဖြစ်သွားပြီယူကကြတော့နှစ်ချောင်း
ပုံမှန်လေးနှစ်ချောင်းရှာပြီးအောက်ကမြင်းပေလေးနဲ့ဒါဆိုရင်ယူဒါယူကျွန်တော်တို့ဥကကြတော့ကိုရီးယားဒီဥကကြတော့အင်္ဂလိပ်အခရာတီတတိုင်းပဲဒါဥနံပါတ်1နံပါတ်2ဥနံပါတ်sorry ဒီကောင်တစ်ချောင်းလေးပဲเนาะဥကဒုတ်ချောင်းတစ်ချောင်းလေးပဲယူကကြတော့ကျွန်တော်ဒုတ်ချောင်းနှစ်ချောင်းဖြစ်တော့မှာယူကကြတော့တီယိုမှာတော့အပြိုင်လေးဆိုလဲချစ်ဒီကတစ်ချောင်းဆွဲမှာပထမတစ်လိုင်းအောက်ကမြင်းပြိုင်နှစ်ချောင်းဆွဲမှာဒါဆိုရင်ယူဒါယူရေးပုံရင်းဒီဒါကဒီအောက်ကမြင်းချောင်းနှစ်ချောင်းဆွဲမှာ2 3ဒါယူရေးပုံရင်းဒါဆိုရင်ကျွန်တော်တို့အိုယူထိကျွန်တော်တို့ပြီးသွားပြီဥကြတော့သူကကြတော့ကျွန်တော်တို့ဓာတ်ကလေးပဲဘာမှမပါဘူးမြေကက်လန့်ပြက်ဓာတ်လေးတစ်ခုပဲဒါဤရကြတော့တုတ်ချောင်းပိတ်လေးပဲဒါရှေ့ကဥပမာကားငယ်လာမယ်ဆိုရင်ဤကိုကားငယ်နေဆိုရင်ဂီဖြစ်တယ်မှာပေါ့ဗျာကျွန်တော်တို့ဒီအဲ့လိုမျိုးပဲအဲ့တော့ကျွန်တော်ချင်းအောင်ပြန်ပြီးတော့ရေးမယ်ဆိုရင်ကျွန်တော်တို့ချင်းအောင်ပြန်ရေးလိုက်ပါမယ်နော်ဟိုကနည်းနည်းလေးချုပ်သွားတဲ့အတွက်ကျွန်တော်ချင်းအောင်ပြန်ရေးလိုက်ပါမယ်ရေးပုံရင်းဒီရေးပုံရင်းဒီဒီနေပြီးတော့ရာရေးပုံရင်းဒီဒီတော့ဒါရေးပုံရင်းဒီယာအောရေးပုံရင်းဒီဒီနေယောရေးပုံရင်းဒီဒီနေတန်တရားတော့တန်အညီလေးပေါ့နော်3ယာအောယောအိုကကြတော့ဒီပလက်လေးဒီနေယူဒီနေတော့ဥယူယာအောယောဥယူအဲ့တော့အပေါ်ကကျစ်စင်းမယ်အောက်ကိုနေဥယူဒီနေတော့ဥဆိုရင်ကျွန်တော်တို့ဘာလဲဒုချောင်းလေးတစ်ချောင်းပဲဤဆိုရင်ကျွန်တော်တို့ဒုချောင်းလေးတစ်ချောင်းပဲဆိုရင်ဒါဆိုရင်ဤဒါဆိုကျွန်တော်တို့ဝီရင်တရဆင်လို့ပြီးသွားပါပြီကိုရီးယားယာအောယောဥယူဥဤအဲ့တော့ဒါဆိုရင်ပြီးသွားပါပြီအဲ့တော့ကိုရီးယားမူရင်းတရဆယ်လုံးပြီးသွားပါပြီအဲ့တော့မူရင်းတရဆယ်လုံးပြီးသွားတော့ကျွန်တော်တို့အတန်လေးတွေကျွန်တော်တို့ထည့်ကြည့်အောင်ပါဗျာအတန်လေးတွေထည့်ကြည့်အောင်ဆိုကျွန်တော်ဒီနေ့အတန်ကိုကျွန်တော်တို့ရှည်သွားပြီလားမသိဘူးရှည်သွားပြီဆိုတော့ကျွန်တော်နောက်နေ့မှာပဲအတန်လေးတွေထည့်ကြည့်အောင်ပါဗျာခုတော့ဒီနေ့ဒီ10လုံးရေးပုံရေးနည်းလေးနဲ့ပဲ
ကျွန်တော်တို့ဒီစီစဉ်လေးကိုဆုံးသက်လိုက်အောင်ပါဗျာအဲ့တော့ခွန်ဆောင်ကိုရီးယား language ပေးကိုကြည့်ရှုနေတဲ့တကယ်ချင်းမိတ်ဆွေပေါင်းတွေအားလုံးကျမ်းမာချမ်းသာကြပါစေကျေးဇူးလည်းအထူးတင်ရှိပါတယ်ခင်ဗျာ